ကျွန်တော်ဒီနှစ်2020 2020မှာကျွန်တော်မိခင်များအားလုံးအတွက်တခြင်းလက်ဆောင်လေးဆိုပေးချင်ပါတယ်ခင်ဗျာအကြီးစိုးပဲမမေးဆိုတဲ့တခြင်းလေးကိုဆိုပေးချင်ပါတယ်အားလုံးပဲနားဆင်ပေးကြပါပြီးတော့မနေ့ဖြန်အတွက်ဒီတခြင်းလေးနဲ့ကျွန်တော်တို့ဒီတခြင်းလေးကကိုအတွက်ဘယ်လိုပြောမလဲကိုအတွက်ကောင်းကျိုးရှိလူတိုင်းအတွက်ကောင်းကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီတခြင်းလေးကျွန်တော်ကြည့်လို့ပဲမမေးဆိုတဲ့တခြင်းလေးကိုအမေခင်များအားလုံးအတွက်ဆိုပေးချင်ပါတယ်ခင်ဗျအမနဲ့မအတွက်လမ်းပြလို့သွားအမေများအားလုံးချမ်းမြေပါစေအမေများအားလုံးချမ်းမြေပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်